ရန်သူမြင်ကွင်းမှာတင်သူတို့ပုံးကွယ်နေကြတယ်နိုင်ငံတို့အသက်ပေးရရင်တော့အပွင့်မရှိအရင်မရှိနဲ့လူမသိသူမသိအသေးခံသွားကြရတယ်တချို့ကတော့တချို့တဲ့တချို့ကတော့စပိုင်နဲ့ကျွန်တော်ကတော့ခေါင်းစဉ်တက်ပါမယ်မေးပြောက်ခံသူရဲ့ကောင်းနေလို့ပေါ့ဒီလိုကြီးကြီးကျယ်တွေပြောလို့တမျိုးမတွေးရပါနဲ့ပြည့်ရမှန်ရုပ်ရှင်တစ်ခုအကြောင်းကိုပြောဖို့နေ့တိုင်းပြောတဲ့သဘောပါတတိယကမ္ဘာစစ်ကိုမီးမွေးဖို့စတင်ခဲ့မှုတဲ့အိန္ဒိယနဲ့ပါကစ္စတန်တို့အကွဲပြဲကြားကညူလက်နဲ့အပြိုင်တီထွင်ခဲ့ချိန်မှာတချို့တွေအပြိုင်သုံးပြီးထောက်လှမ်းခဲ့တာမျိုးရှိခဲ့ပူပါတယ်အိန္ဒိယမှာတော့ raw လို့လူသိများတဲ့ထောက်လှမ်းရည်နဲ့ပါကစ္စတန်မှာတော့ ISI ပေါ့ဘရော့မှာတဲ့မှာမဟုတ်တဲ့ဒီအကွဲပြဲနိုင်ငံတွေထဲမှာထိပ်တီနိုင်ငံတစ်ခုရဲ့ညူလက်နဲ့ပိုင်ဆိုင်မှုအပြိုင်ကြိုးစားကြတာကိုတမိုင်းအကြောင်းရှာလန်ပြီးပြန်မလို့ရခြင်းတွေအတွက်ရုပ်ရှင်အနေနဲ့ကြည့်ချင်တယ်ဆိုရင် Mission Magnus ဆိုတဲ့ဝါဒဖြန့်စာလေးနဲ့ဖြူထားတဲ့2023အတွက်အိန္ဒိယရုပ်ရှင်ကိုကြည့်တင်တယ်လို့မြင်ပါတယ်။တချို့တော့မီလွဲတွေကလွဲပြီးတော့တမိုင်းနောက်ခံကြော်ရိုးကတကယ်ဖြစ်ရကိုအခြေခံတဲ့ရုပ်ရှင်တစ်ခုပါ။အမေရိကန်ကနျူလန်နဲ့ပိုင်ဆိုင်ပြီးသွားတဲ့ကာလမှာကမ္ဘာစစ်ကအဆုံးသတ်သွားခဲ့ပေမဲ့အင်အားကြီးနိုင်ငံတွေရဲ့ဇက်ခုံမှာတော့သူတို့ကိုပြိုင်ပွဲတစ်ခုစတင်ပေးလိုက်တယ်လို့သူထက်ငါဥအောင်နျူလန်နဲ့ပိုင်ဆိုင်မှုပြိုင်စူးစမ်းလာကြပါတယ်။အစ္စရေးနဲ့ပါကစ္စတန်အရေးဟာလည်းပို့ပြီးတော့တင်းမာလာတယ်။ဂဒါဖီလိုအာဏာရှင်တွေကောင်းထောင်လာတယ်။အာဖရိကလိုနိုင်ငံတွေကယူရေနီယံရောင်းစားရာကတည်းကဝေလန်းပေါက်လာကြတယ်။1981အိန္ဒိယကိုပါကစ္စတန်တတိယအကြိမ်စစ်ရှုံးပြီးနောက်နျူလန်နဲ့ပိုင်ဆိုင်မှုအတွက်ဆိုင်းပြင်းလာပါတယ်။ဒါကိုကြိုတင်ရိုက်စားမိနေတဲ့အိန္ဒိယက raw agent တွေတုံးပြီးပါကစ္စတန်နိုင်ငံတွင်းမှာစိတ်ဝင်ထောက်လှမ်းနေကြတာအချက်အတော်ကြာရှိနေခဲ့ပါတယ်။လက်နက်မတုံးတဲ့တိုက်ပွဲညဉ့်ချင်းရှင်ပြီးကစားပွဲရွှေတဲ့စစ်ပွဲကိုသူတို့ဆင်နွှဲနေကြတာပါ။ဒါကဆက်လန်ရဲ့ကြော်ရိုးပါ Mission Magnus ကိုတကားလုံးချုံကုန်ကြည့်မယ်ဆိုရင်တော့ raw agent တယောက်ရဲ့ဆွလုပ်ခံဘဝကိုပြထားခဲ့ချင်တာလို့ပြောလို့ရပါတယ်။နည်းနည်း spoil ရမယ်ဆိုရင်တော့တချို့ဇက်လိုက်မှာမျက်မမြင်စနီးချောလေးရှိတယ်ဗျာသူတို့နှစ်ယောက်ရဲ့ချစ်ဇက်လန်နဲ့နိုင်ငံအတွက်ဆွလို့တတ်တဲ့ကောင်းလေးရဲ့ဘဝခံစားချက်ကိုတလဲစီပြထားတဲ့လွမ်းစရာဇက်ကားပေါ့ action drama ကြိုက်တွေအတွက်ကြည့်တင်တဲ့ကား Netflix ရဲ့ history ကားကောင်းတစ်ကားကိုတောင်းတနေသူတွေအတွက်လည်းကြည့်တင်တဲ့ကားလက်ရည်လွယ်သူတွေလုံးဝမကြည့်တင်တဲ့ရုပ်ရှင်ကားဒါကတော့ Mission Magnus 2023ပါအိန္ဒိယကားတွေထဲမှာနှစ်ပါးသွားမကပဲပြီးသွားတဲ့ရုပ်ရှင်ကားတွေကတကားဆိုရင်လည်းမမားဘူးပေါ့ Mission Magnus လို့ရိုက်ရှာရင်တွေ့နိုင်ပါတယ်နောက်တစ်ပတ်မှာထပ်ဆောင်ပါမယ်ခင်ဗျာ